သူ့ဘဝမှာခြေစွမ်းပြခဲ့တာ3နှစ်ပဲရှိတာပါယူဗင်တက်နဲ့မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းပေါ့ပါဟာကမ္ဘာအဆင့်ကစားသမားတူအဖြစ်သတ်မှတ်ခံထားရပေမဲ့ရိုမာနဲ့အင်တာမီလန်မှာကစားခဲ့တဲ့စီးရီးအပြိုင်မြဟောင်းရောဂျာနိုင်ဂိုလန်ကတော့ဒါကိုသဘောမတူပါဘူးနိုင်ဂိုလန်ဟာ2012ကနေ2016ခုနှစ်အတွင်းစီးရီးမှာပေါ့ပါနဲ့ထိတ်တိုက်တွေ့ဆုံခဲ့သူဖြစ်ပြီးမကြာသေးခင်ကအင်တာဗျူးတစ်ခုမှာပေါ့ပါရဲ့အစွမ်းဆောင်ရည်အပေါ်အခုလိုရဲရဲဝံ့ဝံ့ဝေဖန်ခဲ့တာပါကျွန်တော်တို့ခေတ်တုန်းကစီးရီးမှာအာတူရိုဗီဒယ်နဲ့ဒန်နီယယ်ဒီရော့စီလိုပဲကျွန်တော်လောက်တန်မာကြတာပါပေါ့ပါလားကျွန်တော်ကသူ့ထက်ပိုကောင်းပါတယ်သူကသူ့ရဲ့ကစားသမားဘဝတစ်ခြားလုံးမှာခြေစွမ်းကောင်းခဲ့တာ3နှစ်ပဲရှိတာပါလို့နိုင်ဂိုလန်ကဆိုခဲ့ပါတယ်နိုင်ဂိုလန်ရဲ့အဆိုအရပေါ့ပါဟာယူဗင်တက်မှာရှိစဉ်ကသာခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီးကြံတဲ့ခြေတွေမှာဒီလောက်ထိရောက်မှုမရှိဘူးလို့ဆိုလိုခဲ့တာပါနိုင်ဂိုလန်ကွင်းထဲမှာစိတ်သက်ပြင်းပြပြီးတိုက်ပွဲဝင်တဲ့ကစားသမားတအုပ်အဖြစ်လူသိများသလိုအပြင်လောကမှာလည်းပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူပါလက်ရှိမှာတော့ပေါ့ပါဟာတားမြစ်စေးပြဿနာကြောင့်ပွဲပိတ်ပြစ်ဒဏ်ခံရချိန်မှာအခုလိုပြိုင်မဟောင်းရဲ့ဝေဖန်မှုကိုထပ်မံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်ပေါ့ပါရဲ့ပြည်သက်တွေကတော့နိုင်ဂိုလန်ရဲ့ဒီစကားအပေါ်သဘောမတူကြပဲပေါ့ပါဟာပြင်သစ်နဲ့အတူကမ္ဘာဖလားရရှိခဲ့တယ်လို့ယူဗင်တက်နဲ့ယူနိုက်တက်မှာလည်းအောင်မြင်မှုတွေရှိခဲ့တယ်လို့ပြန်လည်ခြေပနေကြပါတယ်ဒါပဲဖြစ်ဖြစ်ဒီဝေဖန်မှုကတော့ဘောလုံးလောကမှာတော်တော်လေးကိုကြရဲရိုက်သွားခဲ့တဲ့သတင်းတစ်ပုဒ်ဖြစ်ခဲ့ရပါတယ်